damn shit အတော်ကျန်းလာပြီလို့တကယ် AI ကအတော်ကျန်းလာပြီလို့ဒီနောက်ပိုင်းမှာဆိုရင်လည်း AI နဲ့လုပ်တဲ့ဗီဒီယိုတွေကအတော်လေးကောင်းလာတယ်ပေါ့နော်လွန်ခဲ့တဲ့3-4နှစ်ကိုပြန်သွားကြည့်မှဆိုရင်လည်းဗျာ AI နဲ့လုပ်တဲ့ဗီဒီယိုတွေကဒီနေ့ခေတ်လိုမျိုးအရင်ကြီးမကောင်းသေးဘူးဒါက AI လားဒါမဟုတ်ဆိုရင်လည်းအပြင်ကရလာတဲ့ဗီဒီယိုလားဆိုတာကိုခွဲလို့ရတယ်ပေါ့နော်ဒါပေမဲ့2025မှာဆိုရင်တော့ AI နဲ့ထုတ်တဲ့ဗီဒီယိုလားဒါမှမဟုတ်ဆိုရင်လည်းအပြင်ကရလာတဲ့ဗီဒီယိုလားဆိုတာကိုဘယ်လိုမှခွဲလို့မရတော့ဘူးမကောင်းတာတခြားပေါ့နော်ဒီတဖြည်းဖြည်းနဲ့လူတွေကိုဂျင်းထည့်ပြီးတော့ဒီမျက်ရည်ချူတာမျိုးတွေမဟုတ်ဆိုလည်းတခြားမတမာတဲ့နီလန်းတွေလုပ်ပြီးတော့ attention တွေရှာလာရတယ်ပေါ့နော်အခုဗီဒီယိုတွေကိုကြည့်ရမယ်ဆိုရင်လည်းဒါက AI နဲ့လုပ်လာတဲ့ဗီဒီယိုတွေတော်တော်လေးတိုးတက်လာတာကိုမြင်ရမယ်ပေါ့ဒီနောက်ပိုင်းမှာဆိုရင်လည်း AI က Hollywood နဲ့ပဲထိကိုတော့နေချက်လာမလားတော့မသိဘူးကျွန်တော်ဒီမှာပြောချင်တာပေါ့နော်ဒီ video editor တွေအနေနဲ့ဆိုရင်လည်းဒီ AI နဲ့ပတ်သက်တဲ့နည်းပညာတွေကိုအနေချင်းတော့သိထားသိနေလို့တော့ထင်တယ်ဘာလို့လဲဆိုရင်တော့ပေါ့နော်ဒီ AI ကတဖြည်းဖြည်းနဲ့ပို့ပြီးတော့ခစ်စားလာတာရယ်ပြီးတော့ဒီ AI နဲ့ထုတ်တဲ့ video တွေကလည်းတကယ် reality တိုင်းထွက်တဲ့အတွက်ကို video editor တွေအနေနဲ့ကကြတော့လည်းလေ့လာထားဖို့တော့လိုတယ်လို့တော့ထင်တယ်ဒီနေ့ video မှာပေါ့နော်AI application တွေထဲမှာဆိုအရန်ကိုနာမည်ကြီးနေတဲ့ Gemini application နဲ့ video ထုတ်ပြပါမယ်။ဘယ်လို video ထုတ်ပြမှာလဲဆိုရင်တော့ဒီရက်ပိုင်းမှာအရန်ကိုပွဲဖြစ်နေတဲ့သူနေရာပေါ့နော် peace ဖြစ်သွားတဲ့ video ထုတ်ပြမယ်ပေါ့နော်။ So အဲ့ဒါဘယ်သူတွေလို့ထင်လဲ။လိုက်ကြည့်လိုက်။ဘယ်သူတွေလဲဆိုတော့ကိုလွမ်းပိုင်နဲ့ကိုပြည်ဟိန်းတီဟာပေါ့နော်။တစ်ချက်လောက်ကြည့်လိုက်။အရင်ဆုံးပေါ့နော်ကိုလွမ်းပိုင်နဲ့ကိုပြည်ဟိန်းတီဟာတွဲရတာတဲ့ပုံတွေရှိလာပေါ့အဲ့ဒါကိုလိုက်ချမယ်ရှင်စောပြီးဟိန်းဆိုပြီးလိုက်ချလိုက်မယ်ကျွန်တော်ဟိုတရက်တော့တွေ့ရတယ်ပေါ့နော်ဒီကိုပြည်ဟိန်းတီဟာနဲ့ကိုလွမ်းပိုင်တွေ့ရတဲ့ပုံတစ်ပုံလုံးရှိတယ်ဒီဗီဒီယိုကိုလုံးလိုက်လို့ကိုလွမ်းပိုင်နဲ့ကိုပြည်ဟိန်းတီဟာရဲ့ fan တွေရပေါ့နော်ကျွန်တော်ကိုနည်းနည်းလေးလောင်ချင်လဲလောင်မယ်ပေါ့နော်ဒါပေမဲ့ just for fun it's not the personal okay okay ဒီပုံကိုကျွန်တော်စေးလိုက်မယ်ကျွန်တော်စေးတာပြီလားမသိ okay ကျွန်တော်စေးတာပြီဆိုတော့ဟို Gemini နဲ့သွားမယ်ပေါ့နော် Gemini နဲ့သွားတဲ့နေရာမှာဆိုရင်တော့တဲ့ Gemini မှာဘယ်လို video ထုတ်မှလဲဆိုရင်တော့ flow ထဲမှာသွားပြီးတော့ထုတ်ရမယ်ပေါ့နော် flow ဆိုတာကကြတော့ဒီ Gemini ကနေပြီးတော့video ထုတ်ဖို့အတွက်သုံးတဲ့ဘယ်လိုပြောရမလဲ website တစ်မျိုးပေါ့နော် flow ပေါ့အဲ့လိုမျိုး flow လို့ကျွန်တော်ရချလိုက်မယ်ပေါ့ပြီးရင်ဒီ flow ထဲဝင်ပြီးရင် create with flow နိုင်မယ် so project ဘာလို့ဆိုတော့ဒါက Indonesia စကားတင်ကျွန်တော် Indonesia လို့မတက်တော့ translate page ကိုပြောင်းလိုက်မယ် Indonesia English okay yes အဲ့ဆိုရင်video စထုတ်တော့မယ်ပေါ့ဒီမှာကျွန်တော်ကဒီ frame become video နှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ idea ကဘယ်လိုလဲဆိုရင်ပေါ့နော်ကိုလွမ်းပိုင်နဲ့ကိုပြည်ရင်းတရားကို fix ပေးတဲ့အနေနဲ့နည်းနည်းလေး fan ဖြစ်အောင်kissing ပေးခိုင်းလိုက်ပါ kissing ပေးခိုင်းလိုက်နောက်တစ်ခု idea ရပြီအဲ့လို kissing ပေးပြီးတော့နန်းစုရည်တွေဆိုတာငွေတဲ့ပုံစံမျိုးလုပ်မယ် okay အဲ့ဆိုရင် they are kissing with each other အဲ့ဆိုရင် Gemini flow နဲ့ထုတ်လိုက်မယ်ပေါ့နော်ဒါမှတခုတော့ရှိတယ်ဒီ Gemini flow ကကြတော့ပေါ့နော်premium ဝယ်တာမှသုံးလို့ရတယ်ပေါ့ premium ဆိုရင်တော့တစ်လချင်းဝယ်မယ်ဆိုရင်တော့$20ပေးရတယ်ဒီမှာတစ်ဆက်တည်းကြီးညာလိုက်မယ်ပေါ့နော်ကျွန်တော်ကဒီလိုမျိုး ChatGPT Gemini ပြီးတော့ဒီ Grok ဒီလိုမျိုးရဲ့ pro version တွေကိုပေါ့နော်ကျွန်တော်စီမှာဈေးတက်နဲ့ဝယ်လို့ရတယ်နောက်ပြီးတော့ဒီဟာပဲလားဆိုတော့မဟုတ်ဘူးဗျာတခြား CapCut Pro တို့ပြီးတော့တခြား subscription များစွာလဲကျွန်တော်စီမှာဈေးတက်နဲ့ဝယ်လို့ရတယ်ပေါ့နော် okay ဒါဆိုရင် kissing ပေးမယ် what the hell so
တောင်းလို့ဆွဲလိုက်ဒီချက်ကြည့်ပါတော့damn shit အတော်ကျန်းလာပြီလို့တကယ် AI ရအတော်ကျန်းလာပြီလို့ဒီအချိန်မှာနန်းစုရည်ဆိုတာငိုတဲ့ပုံစံကြီးလောက်မယ်ပေါ့နော်အဲဆိုတော့နန်းစုရည်ဆိုပုံကိုလည်းကျွန်တော်စေရတယ်ဒါနဲ့ဆိုရင်အောက်မှာကဒါဆိုရင်နန်းစုကငိုမယ်ဆိုတော့ are crying ဒါဆိုရင်နန်းစုရည်ဆိုတစ်ချက်လောက်ပြန်လုပ်လိုက်မယ်damn ဒါပေမဲ့နန်းစုရည်ဆိုရဲ့ဒီမျက်နှာပုံစံအနေထားတော့အရင်တော့မတူဘူးပေါ့နော်ဒါပေမဲ့လွမ်းပိုင်နဲ့ကိုပြေဟိန်းတိဟာရဲ့အနေထားတော့လုံးဝတကယ်ချွတ်ဆုပ်ပဲလို့တော့ကျွန်တော်ထင်တယ် AI ရအတော်ကျန်းလာပြီလို့ဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်တော့တဖြည်းဖြည်းနဲ့ပေါ့နော်ဒီ AI တွေ develop ဖြစ်လာတာနဲ့အမျှ AI နည်းပညာနောက်ကို live ဖို့တော့ပြောချင်တယ်ဆို bye bye